တို့ဒီအချက်လက်စာရှာတဲ့ပုံစံနံပါတ်၄ရောက်ပြီနော်ဖတ်ကြည့်အောင်ချာရီယာဆန်ဝါတဲ့ဦးနာခကဤသားကုတဲ့ဘိုင်းနာပြီးတော့ခီနိုမနေ့ကပြောင်းရင်းတဲ့စေးရုံမှာခုစုရီယိုမိုရာယီမာစတာစေးကိုလက်ခံရရှိခဲ့တဲ့ကျော်ဝါဒီနေ့ကတဲ့ဦးနာခဝဘိုက်ကဤသားကုဟာဒီမှာဆန်မနာတော့ဘူးဘိုင်းနာလို့သူကမနေ့ကစေးရုံကိုတက်ပြခဲ့တယ်ဒီနေ့တော့ဘိုင်းမနာတော့ချာရီယာဆန်ဝါကျော်တဲ့ခုစုရီယိုဒိုနော်မီမတ်စကာတဲ့ချာရီယာဆန်ကဒီနေ့စေးကိုဘယ်လိုတောက်မလဲနံပါတ်1ကမနက်စာစားပြီးရဲ့နောက်မှာတလုံးကိုမနက်စာမနက်စာမဟုတ်ထမင်းပေါ့နော်ထမင်းစားပြီးရဲ့အချိန်အခါမှာတလုံးတောက်အောင်တလုံးကိုမှ3ချိန်ဟုတ်နော်အဲ့ဆိုတနေ့ကို3တက်စားမှာမနက်တစ်ချိန်နေ့တစ်ချိန်ညတစ်ချိန်ပြောနေတာအဲ့လိုမျိုး3ချိန်ပါမယ်ရှေ့မှာနော်နောက်တစ်ခုကကောအန်တော်အာယီဒါနီထမင်းစားပြီးတော့ဂျားလေးထဲမှာဆိုနှလုံးကို2ချိန်တောက်ပါတဲ့ထမင်းစားပြီးတဲ့ဂျားလေးထဲမှာနှလုံးကို2ချိန်2ချိန်3လုံးတစ်ချိန်တောက်ရမှာလားအဲ့ဒါထမင်းစားပြီးရဲ့နောက်မှာနှလုံးကို2ချိန်နဲ့တောက်ပြီးတော့3လုံးကမရှိဘူးလားနံပါတ်4ကဦးနာခကအီတာကုနိုင်တော့တဲ့ဘိုက်မနာတော့တဲ့အတွက်ကြောင့်တလုံးရောနှလုံးရော3လုံးရောတောက်စီရမလို့ဘူးလားစိတ်လို့ဇရာမှာတော့ကြည့်မယ်နော်စိတ်တော့ဒီဟာကိုကြည့်ချင်းအဖြစ်ခုနကတော့ရှေ့မှာတလုံးလား1လား2လား3လားဒီ1နဲ့3ပြောတာနော်လုံးလုံး3လုံးမဟုတ်ဘူးတိလားနော်ဟုတ်ပြီအဲ့ဒါဆိုရင်နဲ့တော့ကောကာဖုန်အစ်စုကဖုန်9ရက်စာပေါ့နော်9ရက်စာဆေးဖြစ်ပါတယ်တဲ့9ရက်အတွင်းမှာတောက်ပါနံပါတ်1ကဖယ်ရူမီရွန်ပေါ့နော်အဲ့ဒီဆေးကကျတော့ထမင်းစားပြီးတဲ့နောက်တနေ့ကို3ချိန်ထမင်းစားပြီးတဲ့နောက်တနေ့ကို3ချိန်ထမင်းကိုစားပြီးတဲ့နောက်မှာတဲ့ထမင်းစားပြီးတဲ့နောက်မှာတဲ့မိနစ်30အတွင်းမှာတောက်ပြီးပါတနေ့မှာ3ချိန်ထမင်းစားပြီးတဲ့နောက်မိနစ်30အတွင်းမှာတောက်ရမယ်နောက်တစ်ခုကခိုရိုပစ်စုကကြတော့ထမင်းစားပြီးအကြာမှာပေါ့နော်ထမင်းစားပြီးနောက်ရထမင်းစားပြီးကြာရဲ့တနေ့ကို2ချိန်ထမင်းမစားခင်ဒါမှမဟုတ်ကဆိုတာဒါမှမဟုတ်ဘောနော်ထမင်းမစားခင်ဂေါဟန်တော့အာရီဒါနီထမင်းနဲ့ထမင်းမစားခင်တော့မဟုတ်ထမင်းစားပြီးတဲ့ကြားပေါ့နော်နွန်ဒေကရာဆိုင်တောက်ပါနံပါတ်3ကကျတော့ဂျီဇုပါ3ပုဂ္ဂိုလ်ပေါ့နော်သူကကျတော့ဤတိုင်းဒုခိတာခဲဤတိုင်းနာကျင်တဲ့အခါမှာပဲနွန်ဒေကရာဆိုင်တောက်ပြီးပါဟုတ်ပြီနော်သူကနာကျင်တဲ့အခါမှာတောက်ပြီးမှမနာကျင်တဲ့အခါမတောက်ရဘူးမို့လို့ဟုတ်လားသူကဒီနေ့ကမနာကျင်တော့ဘူးဆိုတဲ့အတွက်ဒီဆေးရတောက်เสียမလို့ဟုတ်ပြီနော်နံပါတ်3တောက်เสียမလို့အဲ့ဒါဆိုတော့ရှေ့မှာကြည့်နိုင်မယ်အဲ့ဆိုရင်စိတ်တို့ဒီမှာပြန်ကြည့်လိုက်တဲ့အခါမှာ3ကတောက်เสียမလို့တဲ့ဟာရွေးရမှာ3ကိုတောက်เสียလို့တဲ့ဆိုတော့ဒီဟာကြီးကမှားသွားပြီ3ကိုတစ်ချိန်တောက်ရမယ်3တောက်เสียမလို့သူကမနာတော့ဖြစ်တဲ့အတွက်တောက်เสียမလို့အဲ့တော့တောက်လို့မရတာဒါဒီဟာရဲ့ဒါရဲ့ရှိမယ်အဲ့တီကောနစ်ကော3ကောတောက်เสียမလို့လားမဟုတ်သူကဒီတစ်ခုပဲနံပါတ်1တစ်ခုပဲဘာလို့လဲဆိုတော့3ကိုတစ်ချိန်တောက်ရမယ်တောက်เสียမလို့3ကကျတော့ဘာလို့နာကျင်တဲ့ခါပဲတောက်ဆိုတဲ့အတွက်ဒီတစ်ခုပဲမတောက်ရတာစနာရီကတောက်တော့တောက်ရ3ကsorry တစ်ချိန်တော့မတောက်ရအောင်လုံးဝမတောက်ရဘူးဆိုတော့ဒီဟာလေးတွေမှန်တယ်ဒါပေမဲ့သူကနံပါတ်1မှာတော့ဗာလဲစာချော့ခုခေါ်ဆိုတဲ့ကရှော့ခုခေါ်ထမင်းစားပြီးရဲ့နောက်ဆိုတော့ထမင်းစားပြီးရဲ့နောက်3ချိန်ဆိုတော့ဒီတော့3ချိန်ဆိုတော့ဒီနှစ်ခုတည်းကပဲကြည့်ရတော့မှာ1နဲ့3ပဲကြည့်ရတော့မှာဒီဟာနံပါတ်4ကလည်းမဟုတ်တော့ဘူးအဲ့တော့1နဲ့3တွေကမှစရပြန်ကြည့်မယ်1နဲ့3တွေကမှနောက်တစ်ခုကနံပါတ်2ပေါ့နော်နံပါတ်2ကိုကတဲ့ထမင်းစားနေတဲ့ဂျားထဲမှာနှလုံးတောက်အောင်မလားထမင်းစားပြီးတဲ့အခါမလားထမင်းစားတဲ့ဂျားထဲမှာအာရီဒါဆိုဂျားအတူမဟုတ်သူကရှော့ခံလို့ပြောတဲ့တော့ထမင်းစားနေပြီးတော့နားပြီးတော့ဂျားထဲမှာလို့ပြောချင်တာအဲ့တော့ဒီဟာမဟုတ်ဘူးနံပါတ်အဖြစ်ကနံပါတ်1ဖြစ်သွားတယ်ဘာလို့လဲဆိုတော့ထမင်းစားပြီးသွားတဲ့ဂျားထဲမှာနှစ်ဆိုတဲ့ဆေးလေးကို2ကြိမ်တောက်ပြီးတော့3ကတောက်เสียမလို့ဆိုတဲ့အတွက်ဖြစ်က1ဖြစ်သွားတယ်နော်ရအောင်လားပုံမှန်တော့သူကဆေးကိုထမင်းစားပြီးရဲ့နောက်မှာ3လုံးတစ်ကြိမ်တောက်မယ်ဆိုတာပါသွားပြီနော်အဲ့ဒီမှာနံပါတ်3ကလည်းတောက်เสียမလို့တဲ့ဟာကိုတစ်ခါယူရင်အဲ့တော့3လုံးတစ်ကြိမ်တောက်အောင်မယ်ဆိုတော့1နဲ့3ပဲရှိမှာအဲ့ဒီမှာနံပါတ်2ဆေးကကြတော့ shock ခံဆိုတဲ့အတွက်ထမင်းစားနေတဲ့ဂျားထဲမှာထမင်းရဲ့ဂျားထဲမှာဆိုတော့ရှင်အဲ့ဆိုရင်အဖေက1ဖြစ်သွားတယ်နော်အာရီတာပါတဲ့ဟာကိုရေးလိုက်တော့1ဖြစ်သွားတယ်โอเคနားလည်မလား